ကိုလာတောင်းတာဟုတ်တယ်ဗျမလေးအောင်ဩတာပဲဘဲမလဲအုံပွဲငါပြောပဲဘဲမလဲမင်းမလူကြီးမင်းရဲ့မိဘတွေရောဘဲမတော့အမှန်တိုင်းပြောရရင်လေအန်တီကျွန်တော်ကတကောင်ကြွက်ပါအော်ဒါမဲ့လေအန်တီတမီးကိုတော့ကျွန်တော်တကယ်ချစ်တာပါချစ်တာတယ်မချစ်တာတယ်ငါမသိဘူးငါသမီးရဲ့ဆန္ဒကငါအတွက်အရေးကြီးဆုံးပဲသမီးလေးပြောလိုက်သမီးအကောင်တည်ကျောင်းရအခုကြီးကြည့်လို့မရမင်းကြားတယ်နော်ငါသမီးဆန္ဒကိုကြားတယ်နော်ကြွဘာလဲအန်တီတို့ကကျွန်တော်တင်တောင်းငွေပါမလားလို့ကျွန်တော်သဘောမတူပေးရသဘောလားဘာပြောတယ်ငါတို့ကလေမျိုးရိုးစင်ဆက်ချမ်းသာလာတာမင်းမြင်တဲ့အတိုင်းပဲငါကငွေမက်တယ်လို့မင်းထင်လို့လားပြောလေမက်တယ်လို့တော့မထင်ပါဘူးဒါမဲ့စီတော့မက်လောက်မှာပါနော်ဘလို့ကဲဒါစီဒီစီဘိုင်းကနမူနာပဲရှိကြနော်အန်တီဒါကျွန်တော်အန်တီသမီးနဲ့ပေးစားမယ်ဆိုရင်လိုတလောက်လဲရမယ်တက်စီဆရာလည်းမလို့အော်ဒါနမူနာပဲရှိသေးတာလားလိုတလောက်ရမယ်ဒါပေါ့အော်သမီးလေးပြန်စဉ်းစားညီပဲအမေရဲ့မွေးကျေးဇူးတွေဆက်ကျင်နေဆိုသမီးလေးအမေကလည်းဘူးလိုက်တာသမီးတို့ကြည့်မရပါဘူးဆိုအော်သမီးလေးကလည်းအခုလိုစီရှားနေတဲ့အချိန်မှာလေလူတိုင်းမရနိုင်တဲ့ဒီလိုစီနဲ့တင်တောင်းတာဆိုညစ်တော်ကန်ကောင်းတာသမီးလေးစဉ်းစားစမ်းပါသူဘိုင်းနဲ့တင်တောင်းအဲ့သူကြည့်မရပဲသိရင်အော်ရှေဝေးတွေစဉ်းစားနေတယ်ညီမကြိုက်လဲနေအန်တီကြိုက်တယ်အော်ဟိုတားလေးနဲ့သဘောတူတယ်လို့အန်တီကပြောတာတာရဲ့တကယ်အေးမိမကိုလာပြီနော်မိမရေကိုလာပြီနော်ဟာချစ်ချစ်မပြောထားတယ်ကျမတော့မကပ်ပါနဲ့လို့မိမကလည်းကိုတို့ကဒဇိန်းနေမှမဟုတ်တော့တာမင်္ဂလာဆောင်ပြီးလို့လေတယောက်နဲ့တယောက်တော့လင်မယားဖြစ်နေပြီဘူးအဲ့အမေပေးစားလို့ရှင့်ကိုကျမယူရတာလေရှင့်ကိုဆိုရင်ကျမဘလို့ကြည့်လို့မရကဲကွာကြည့်မရလဲမျက်လုံးသားမိတ်ထားလိုက်တော့အော်ရှင်ကပြောကဲတော်တော်လေးရှင်းနေရပဲတာဟေးဟဲ့ညနာဘာဖြစ်တာလဲဟောဘာဖြစ်ရမှာလဲမေရဲ့မိသမီးပေါ့သူ့နာကက်လို့တဲ့တောက်သူ့ထောင်ထည့်လိုက်တာဟောတော့အိမ်အောင်ကြတာပဲကြာနေပြီတောက်ကြည့်လို့မရသေးဘူးတဲ့လားဟုတ်ပါမေရဲ့ဒါလည်းဘယ်လိုလုပ်ရမှန်းအောင်မသိတော့ဘူးထင်းနေလို့ကိုလာခဲ့တာအော်ဒီမှာတို့ဒါနဲ့ချော့လိုက်ရောဒါနဲ့ချော့ဟုတ်တယ်သားဒါဘာမလို့တော့မေရဲ့အော်ဒါ so fresh တဲ့သားလေးရဲ့ so fresh ကိုလေ तू အရန်ကြိုက်တာသားရဲ့အော် तू ကြိုက်လားအေး तू ကြိုက်သားလေး तू ကလေအခုလိုပူအိုက်တဲ့ຢာဒီမှာဆိုလို့ရှိရင်လေဝေးလို့လည်းကောင်းတယ်တတောင်တက်တာလည်းရှိတယ် style လည်းကြတယ်လေသားရဲ့မရလည်းရပါတယ်အများကြီးပဲပတ်စံနေကုန်နေပါအောင်မေအေးဒါနဲတောင်မှနဲသေးတယ်သားရဲ့ तू ကလေone set ဟောလို့တစုံလုံးအောင်မလေး1000ကျော်2000ကျော်ပဲရှိတာသားရဲ့ဟဲ့မေဒါဆိုတန်နာပေါ့သားရဲ့ကိုပိုင်ဆက်ရုံမှာကိုတိုင်ချုပ်ပြီးတော့လေဓာတ်ရိုက်ကိုဖြန့်ချီတာသားအဲ့ကြောင့်လေဒီမှာကြည့်လေ quality ကောင်းနဲ့ဈေးတက်တာလေးရတာဟုတ်လားအဲ့ဆိုလေအမေသမီးသားရဲ့မိန်းမသားကိုကြည့်ရဖို့အရေးသားလေးဘီယိုအပြည့် so fresh တွေဝယ်ထားပေးလိုက်တော့မယ်မေအမလေးသားလေး3ထည်တဲ့ကိုလက်ကားဈေးပေးတာနော်အထဲရာချီလို့ရှိရင်အထူးဈေးနော်သားဟုတ်လားအဲ့ဆိုသားဘယ်မှာတော့ဝယ်ရမှာလဲဟော်ရီယာ Facebook page မှာတနင်္လာနေ့တိုင်းဒီဇိုင်းအသစ်တွေကိုလေလိုက်လွှင့်ပြီးတော့ရောက်ချပေးနေတာမေတော်တို့က like မကြည့်နိုင်ဘူးဆိုမရတော့ဘူးပေါ့မလေးရတယ်အမှတ်1လုံးလောပိတလန်34ရက်ွယ်မြောက်တကုံဆိုရင်ငါသားစိတ်ကြိုက်ွယ်လို့ရတယ်ဟုတ်ပြီမေအခုတော့လေအမေဝင်လာဒါလေးနဲ့အမေသမီးကိုတော့ချောလိုက်အောင်မယ်အေးပါအမှန်ပဲလုတ်သွားသေးတယ်ကြည်စားမိမအော်မိမဘာလဲအော်မိမအတွက်ဟဲ့ selfie ကြည့်ပါလားအော်ဒီဇိုင်းတွေထွက်တာပဲကြိုက်လိုက်တာဟေးယောက်ျားလိုက်ရင်ရှင်းတော့ကြိုက်ပါအောင်ရှင်းအောင်ဆိုကြည့်လို့မရအောင်သမီးအမေပြန်မယ်နော်သမီးကိုယောက်ျားကိုဒီလိုမျိုးလက်မပါနဲ့နော်ဘယ်ပြောပါလဲသမီးသူ့ကြည့်မရပါဘူးဆိုအော်လာပြန်ပြီကြည့်ရအောင်ကြည့်အော်တာအမေအိမ်ကိုလေစီပိုင်းတွေပို့ဖို့မိနေတယ်နဲ့တူတယ်သားလေးအော်ဟုတ်မေအခုပဲပို့ခိုင်းလိုက်မယ်နော်မေနော်အေးပါပြီးရော95နော်95အေးအမလေးသားရဲ့အမေလေးသမီးကိုကိုဝင်းနဲ့မြင်ရတော့ဘယ်လိုကိုဝ
ဝင်းတာသွားမှမသိဘူးသားရဲ့တကယ် ပြောအောင်မယ် အေး ဒီဘက်ကလေကိုဝင်ကအမွားဘူးလေး အမဟာဘူးဟုတ်တော့အမလေးအဲ့ဒါဆိုအမေကနှစ်ယောက်ဒီလိုလေးချီရမှာပေါ့ ဒါဘောမေရဲ့ အေး အားလေးလေကလေးအဖေဖျားတော့မဲဆိုတော့အရန်နဲ့ဝမ်းသာတာပဲမေရဲ့ ဒါပေါ့သားရဲ့ဒါပေါ့အမလေးသမီးနဲ့သားကိုလေအခုလိုတွေမြင်ရတာအမေဖြစ်ဝင်းတာတယ်သားရဲ့ဝင်းတာတယ်ဟိုသားကတော့လေကိုဂယူဆိုင်နော်သားလေး ရပါတယ် သား မေရဲ့ အေးပါ အေး အေး ရ ပါ တော့လေအခုလေသူ့ကြည့်လို့မရသေးဘူး ကြည်မရလို့ပဲကြည်မရလို့ပဲကြည်မရလို့ကတော့ဘယ်နှမွာဘူးတွေမွေးမလဲမသိပါဘူး မိမဖြည်းဖြည်းလျှောက်စမ်းပါ ရှင်ဘာလို့ကျမနဲ့ပဲတကောက်ကောက်လိုက်နေရလဲအဲ့တော့ကျမရှင်ကိုကြည့်လို့မရ ။အော်မိမကလည်းမင်းကမပေါ့မပါနဲ့ငါနဲ့စိတ်မချလို့လိုက်လာတာဗောလို့ ဘာစိတ်မချစရာရှိလဲပြောဒီမှာတမီးချစ်ကြောင်လုံးပါနေဟောင်းဘယ်ဟိုအမနဲ့ကောင် အိမ်မှာဂိမ်းဆော့နေတယ် အဲ့ကလေးကြောင့်မကြည့်ပဲနဲ့ဒီဘာလို့လဲနောက်ကတကောက်ကောက် ။လာပါတူဖြည်းဖြည်းသွားရအောင်နော် မကြည့်အဲ့လင်မရဘောယူတော့ကတော့ကြည့်မြောက်ဆိုပြီးတော့လေအခုကျတော့မွေးလေးကလေးတပြုံတကောင် ဟုတ်ပါကြည့်မြရလို့ကတော့ဘောလုံးတင်းစားမြမွေးနေမလားမသိဘူးနော် ဟုတ်ပါလူချင်းတာကြည့်မရတာနော်သူတို့ချက်အဝန်တက်ရှိတယ်ဆိုသူတို့လင်မြောက်ပြောတာ ဒီဟာမလုံးရှိအားချောင်းနေကြဘာနဲ့တွေ့ဘူး ။အော်မိမရဲ့စိတ်ကိုချော့ထားစမ်းပါမင်းကကိုဝင်ရစ်မိုင်းနဲ့ အဲ့အကြောင်းလေကျမ ။ချင်းကြည့်မရတာအဲ့ဒါပဲပြောမလို့မလား။ကြည့်မရလို့ပြောကြည့်ကလေးကိုလေတပိုက်ပြစ်တပိုက်ကိုမွေးခိုင်းပြအောင်မနော်တာ